Can I stay 24 hours in the hair salon? Can I stay inside 24 hours? Hello sir, I can stay here 24 hours in hair salon. ဒီဗီဒီယိုကတော့ကျွန်တော်ဒီဘက်မှာရှိတဲ့စီဗီနစ်ဆိုင်တစ်ခုမှာ24 hour နေတော့ရမလားဆိုတဲ့ challenge ကိုလုပ်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီ challenge ကကျွန်တော်တွေ့လွယ်ကူမျိုးဆိုတော့အသေးကြပါ။သူတို့ပြည်ဒီလိုဒူဘိုင်းလိုနေရာမျိုးမှာပါ။ကျွန်တော်လုပ်မဲ့ challenge ဘောတွေကတော့ရိုးရှင်းပါတယ်။စီဗီနစ်ဆိုင်တစ်ခုမှာ24နိုင်လုံးနေရာမှာဖြစ်တာကြောင့်ကျွန်တော်အပြင်ထွက်လိုက်တာနဲ့ mission ဖေးတော့မှာပါ။အဲ့ဒီပြင်ကျွန်တော်စားဖို့တော့ဖို့အစားအဲ့ဖို့နေရာတနေရာပါရအောင်ဒီစီဗီနစ်ဆိုင်ထဲမှာပဲအကုန်လုံးဖြစ်တာကြောင့်ဘေးစီဗီနစ်ဆိုင်ကကျွန်တော်ကို24နိုင်နေခွင့်ပေးမယ်။ဒါမှမဟုတ်ကျွန်တော်ပဲမောက်ထုတ်ခင်ရပြီး mission ဖေးတော့မလားဆိုတာဒီဗီဒီယိုကိုအဆုံးလေးလိုက်ကြည့်မှပဲသိရပါလိမ့်မယ်ကျွန်တော်အရင်တစ်ခါဗီဒီယိုတစ်ခုမှာမြန်မာလူစပင်ညှက်လို့ရမလားဆိုရဲကျွန်တော်ရဲ့ဒီ challenge ဗီဒီယိုပေါ့နော်အဲ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးမြန်မာလူပြောပြီးစပင်ညှက်ခဲ့တဲ့ဆိုင်ကိုကျွန်တော်အခုဖြတ်သွားမယ်ဖြတ်သွားပြီးသူတို့ကျွန်တော်ကိုသိအောင်မလားဆိုတာကျွန်တော်ထပ်ပြီးသွားပြီးစမ်းသပ်ကြည့်ဦးပေါ့နော်အဲ့ဒီဆိုင်ကတော့အခုကျွန်တော်နောက်မှာမြင်နေရတဲ့ဒီစပင်ညှက်ဆိုင်ပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီစပင်းညဆိုင်မှာပဲဒီနေ့24 hour challenge ကိုထပ်ပြီးစဉ်းစားသွားဖြစ်လို့ရမ်းမြတ်ဆိုတာကိုကျွန်တော်တို့ဆက်လိုက်ကြည့်ကြပါဗျာ How are you မင်္ဂလာပါမင်္ဂလာပါတလုံးကတော့သူအလေးကိုပြီးနေပြီလို့ပြောရပါမယ်ကျွန်တော်ဒီ private video မှာကျွန်တော်စပင်ညက်ပေးနေတဲ့ဒီကိုပေါ့နော်what is your brother the one who ဒီဗီဒီယိုမှာမြန်မာလူနှုတ်ဆက်ခဲ့တဲ့အကူကတော့အလုပ်တရောက်နေလို့ကျွန်တော်သူမျက်မတွေ့ခဲ့ရပါဘူး Today I'm making a video about can I stay 24 hours in the hair salon morning what 12 o'clock close then you go home so I cannot stay here so ကျွန်တော်နေလို့မရဘူးနော်24နိုင်နေလို့မရဘူးဒီစပင်ညက်ဆိုင်တွေက24နိုင်ဖွင့်တဲ့ဆိုင်တွေမဟုတ်ဘူးနော်နောက်ထပ်စပင်ညက်ဆိုင်ကျွန်တော်ထပ်ရှာကြည့်လို့မယ် I will find another shop okay bro okay see you သူတို့ကျွန်တော်နေခွင့်ပေးတယ်ဒီဆိုင်ကတော့ကျွန်တော်ကိုသူတို့ဆိုင်ပိတ်ချိန်ကြီးစိတ်ကြိုက်နေလို့ရတယ်ပြောပြီးမြဲကျွန်တော်ကတော့24 hour challenge လုံးဝဖြစ်တာကြောင့်ခြားဆိုင်နေရအောင်ဘယ်လိုရှိလဲဆိုတာသိချင်လို့ကျွန်တော်ထွက်လာခဲ့လိုက်ပါဒီနောက်မှာနောက်ထပ်စပင်ညက်ဆိုင်တစ်ဆိုင်ထပ်ရှိသေးတယ်အဲ့ဒီဆိုင်ကိုလည်းကျွန်တော်တောင်းမေးကြည့်အောင်ပဲသူတို့ဆိုင်မှာကျွန်တော်ဘယ်လိုမျိုး offer ပေးလဲဘယ်လိုမျိုးကမ်းလှမ်းမှုပေးလဲဆိုတာကျွန်တော်သိရအောင် Hello sir how are you good afternoon I can stay here 24 hours in hair salon can I eat here can I sleep here no it's not possible because you have a sleeping area also no I cannot stay here မရဘူးတဲ့စားတော့အရင်အကျယ်ကြီးတော့မဟုတ်ဘူး here man ဒါဟိုထိုင်လေးရတယ်ဒီမှာပဲအိတ်ချိန်အိတ်ပြီးရတယ်နော် so it's not possible no okay sorry about that ဆိုင်တော့မရဘူးဆိုတော့ကျွန်တော်နောက်တစ်ဆိုင်ကိုထပ်ပြီးရှာမယ်ရတဲ့ဆိုင်မှာကျွန်တော်နောက်ဆုံးနေရတဲ့ဆိုင်ရအောင်ရှာပြီးတော့ကျွန်တော်နေတော့ရပေါ့နော်24နာရီကျွန်တော်အဲ့ဒီဆိုင်မှာစားမယ်တောက်မယ်ပြီးလို့ရှိရင်ကျွန်တော်အဲ့လိုရမယ်နေရာတနေရာတို့စီစဉ်ပေးရဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေပြီပေါ့နော်ကျွန်တော်တရက်ပဲနေမှာဆိုပြီးတော့သူတို့ခွင့်တောင်းပြီးတော့ကျွန်တော်နေမှာပေါ့နော်အဲ့တော့သူတို့ခွင့်ပြုဆိုလို့ရှိရင်တော့ကျွန်တော်နေရမှာကျွန်တော်မောင်းထုတ်ခံရမှာပေါ့ No how are you bro yeah can I stay inside 24 hours no it's not possible problem this is same no check card it's possible no okay thank you so much Transvin ဆိုင်မှာ24နာရီနေဖို့ဆိုတာမဖြစ်နိုင်ဘူးခင်ဗျာပေါ့နော်ရရထိရှာမယ်ဗျာတော့ရရထိရှာမယ်ကျွန်တော်24 hour နေလို့ရတဲ့ဆိုင်ကိုကျွန်တော်ရရထိရှာအဲ့မေးကြည့်ရမရမရှိတော့ကျွန်တော်လက်မလျှော့သေးဘူးကျွန်တော်ခုဆိုရင်ဒါကseptic ခွဲနေပေါ့နော်ကျွန်တော်ရဲ့စပင်းဆိုင်မှာ24နာရီနေမယ်ဆိုရဲစဉ်းစားမှုကကျွန်တော်အောင်မြင်မလားဒါမှမဟုတ်ကျွန်တော်ပဲလက်လျှော့ပြီးအိမ်ပြန်လိုက်ရမလားဆိုတာကျွန်တော်ဒီဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးကြပါဒီလိုနဲ့ကျွန်တော်အငင်းခံရတဲ့ဆိုင်၄-၅ဆိုင်ရှိသွားပြီဆိုရင်ဒီနောက်ကဆိုင်မှာမရရင်တော့ပထမစပင်းညက်ဆိုင်ကိုပဲတွားတော့မယ်ဆိုပြီးဆုံးမချက်ချပြီးမှာတော့မတိမတ်ထားတာကြုံလိုက်ရပါတယ်Hello, bhai. Your shop is
very big, huh? So making video like I can say 24 hours here. Yes. I can sleep here. I can eat here. ဒီနောက်ကူကတော့ကျွန်တော်ပြောတော့ကူစိတ်ဝင်စားနေနားထောင်နေပြီမယ်တကယ်ပြောနေတူကြတော့ Okay. It's okay, bro. I think he's just really busy with customer. Never mind. Let's try again. Stay 24 hours in Paris. Dubai. Here to me. 24 ဒီ bro ကတော်လေးအောင်သွားတဲ့ပုံမှာပဲကြည့်ရတယ်လို့ challenge မျိုးလုံးဝသူမရှိဘူးထင်ပါတယ် You're a big too much bigger. You have sit-in. I can eat here. I can sleep here. Huh? Yeah. Sleep here. Very welcome, huh? All. နောက်ဆုံးမှာတော့ကျွန်တော်ဒီစပင်းနဲ့ဆိုင်နေဝင်လာတာနေရာမရောက်တော့လို့ခံစားလိုက်ရပါတယ်ပထမချက်ကစပင်းနဲ့ဆိုင်ကအကျေကြီးဖြစ်တာရယ်ဒုတိယချက်ကကျွန်တော်ဝင်လာတဲ့အချိန်အားလုံးက friendly welcome ဖြစ်တာရဲ့အကြောင်းပါ အပြီးတော့ကျွန်တော်ဒီမှာနေလို့ရတယ်ပေါ့နော် သူတို့ကတော့ကျွန်တော်ကိုဒီဆိုင်မှာနောက်ဆုံးတော့နေခွင့်ပေးလိုက်ပါပြီဒါပေမဲ့ကျွန်တော်ဝင်လာတဲ့အချိန်ဒီဆိုင်ကလူရမ်းကြနေတော့ကျွန်တော်မှနေစရာနေရာတော့မရှိခဲ့ပါဘူးအဲ့ဒါနဲ့ဒီကောင်းရှော့ရဲ့နေရာမှာတွိုင်နေခဲ့ပါတယ် အဲ့တော့ကျွန်တော်ဒီဆိုင်မှာ24နာရီနေလို့ရမှာကျွန်တော်ဘယ်နှစ်နာရီထိကျွန်တော်နေလို့ရမယ်ဆိုတာကျွန်တော်တို့ဒီဗီဒီယိုဆုံးလို့လိုက်ကြည့်ကြတယ်ဒီမှာတော့ကျွန်တော်ကြုံခဲ့တွေ့ရတဲ့ဒီမြန်မာဘောရာတော့မြန်မာဘောရာတယောက်ပေါ့နော်ကျွန်တော်ဒီမှာလာတွေ့ရပါတော့ဒီဆိုင်မှာဒီနေရာမှာဆိုလို့ရှိရင်မြန်မာတွေ့ဖို့ကတော်တော်လေးကိုခဲရင်းနေအဲ့တော့ဒါဒီအကိုကတော့နာမည်ဘယ်လိုခေါ်လဲမသိဘူးရှာတာပါကျွန်တော်ဒီဗီဒီယိုရိုက်နေပါလဲဆိုတော့ဒီဆိုင်မှာ24 hours နေလို့ရမှာဆိုရင် channel ကျွန်တော်လုပ်ကျွန်တော် friend တယောက်ရပြီပေါ့နော်ဒီနေ့မှာအခုဟို join နေဆိုလို့ရှိရင် join လို့ရတာကျွန်တော်လည်းပြီးပါ Yeah, I just found my friend there. Okay. My nationality. My friend. Yeah, Korea. Yes. This man is my man. Yeah, hi. Good. Your name? My name is Ibrahim. Ibrahim. Your name? Anas. Anas. ဒီမှာရှိတဲ့လူတွေအကုန်လုံးကဒါ India. All from India. Yeah, all from India. All from India. International. ကျွန်တော်ထင်တာဒါကျွန်တော်ဒီမှာချိန်တော့ကျွန်တော်နေလို့ရမှာလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အိမ်လို့ဖြစ်သွားပြီဆိုင်ချိန်လို့ဆိုလို့ရှိရင်မှာတော့ဒီဒီလိုမျိုးရှိနေ Yes, Malum. Bro, Malum. My friend. Before your haircut. Yeah. ပြနေတယ်ဒီဖုန်းလေးကပုံကကျွန်တော်ရင်တစ်ခေါက်ဗီဒီယိုတုန်းကစပင်းညက်ပေးခဲ့တယ်ကျွန်တော်ရဲ့စပင်းညက်ဆရာပါသူတို့ချင်းချင်းဘယ်လိုသိနေလဲတော့ကျွန်တော်လည်းမပြောတတ်ပြီမဲ့သူတို့ကတော့ကျွန်တော်ကိုအရင်တစ်ခေါက်ဗီဒီယိုကိုဒီ theme မှာဖွင့်ပြခိုင်းဖို့တောင်းဆိုနေပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်လည်းသူတို့နဲ့အတူအဲ့ဗီဒီယိုကိုထပ်ပြီး enjoy လုပ်လိုက်ပါသေးတယ်တကယ်ကြီးတော့မကြည့်ရသေးဘူးဆိုလို့ရှိရင်အပေါ်လေးကနေတွားပြီးတော့တွားရောက်ကြည့်ရှုလို့ရပါပြီ How did you get? So my friend is with me. သူစီမှာဒါမြန်မာပတ်သက်ရှိတယ်ကြည့်ဒါ1000နဲ့ပေါ့နော် This is 1000 Myanmar chat ဒါသူရှိမှရှိနေ You're good for who? My friend. Myanmar friend? Very nice ဒီမှာမြန်မာပတ်သက်ရှိရပါနော်ကျွန်တော်တို့မှာတော့ဒီမှာမြန်မာပတ်သက်ကိုင်းလို့မရအောင်လေဒါသူရှိမှမြန်မာပတ်သက်ရှိနေတယ်ကျွန်တော်ဒီနေ့ဒါဒီမှာနေဖို့အတွက်ဆိုလို့ရှိရင်မတွေ့ရဒါကျွန်တော်ဒီမှာစာဖတ်ဖို့အတွက်စာအုပ်ဒီပါတယ်ခြေဘူးတူပါတယ်ကင်မရာစီပါဒီလောက်ပဲပါတယ်ကျွန်တော်ချပါမှမရှိတော့ဘူးနော် Your lunch time 12 o'clock all people are same duty from what time 8:30 to 12 o'clock Manager. He's in charge. He's in charge. Yeah. Yes, in charge. You Second in charge. second in charge. And third in charge who? Third in charge. Hello guys, my friend. Good. I'm here to stay with all people. This is all my brother. အခုဆိုရင်ဒီစပင်းညက်ဆိုင်မှာစပင်းညက်ဆရာတွေကအချိန်ကြီးဘယ်လိုရှိလဲဆိုလို့ရှိရင်တော့အကုန်လုံးက blogger တွေဖြစ်ကုန်ပါပြီ မနေရတာလုံးဝဟိုအိမ်တိန်လိုနေရတဲ့ပုံစံပေါ့နော်ဆိုင်ရတယ်အကြီးကြီးပဲအဲ့တော့ကျွန်တော်တော့ခဏနေဆိုလို့ရှိရင်ကျွန်တော်ဒီမှာစားဖို့တောင်းလို့တော့သူတို့ထပ်စီရင်ပေးဦးမလားပြီးတော့ဒီအချိန်တွေကိုသူတို့နဲ့အတူကျွန်တော်ကုံဆုံးသွားအောင်အဲ့တော့အခုကတော့ဒါ movie time ကျွန်တော်ရုပ်ရှင် enjoy လုပ်လာ ဒီဆိုင်ထဲမှာ TV တစ်လုံးလည်းရှိနေတော့ကျွန်တော်တော့မပြင်းခဲ့ရပါဘူးရုပ်ရှင်လေးကြည့်ရင်အေးဆေးချင်းလုံးနေခဲ့ပါတယ် နေ့လေတနာရီလောက်ရှိနေပြီ
ဘာမှတော့မစားကြဘူး။အကြမ်းမှကျွန်တော်တို့မေးပြီးတော့ဒါတစ်ခုစားဖို့တော့ကျွန်တော်တို့စီစဉ်ထားမှာပေါ့နော်။ကျွန်တော်ဘိုက်လဲစားနေပြီကျွန်တော်မပါတာဆိုလို့ရှိရင်လည်းပါတယ်။ ကျွန်တော်တကယ်ပြောနေရပါကျွန်တော်မပါတာဆိုလို့ရေတူးရဲပါပါတယ်ကျွန်တော်ဘိုက်ကိုဖြိုးဖို့အတွက်ဆိုလို့ရှိရင်ဒီအကူကြီးကျွေးမှာကျွန်တော်စားမယ့်အချိန်တွေပါသူတို့မကျွေးရင်တော့ကျွန်တော်ရေတောက်ပြီးဘိုက်ပုံနေရမယ့်အချိန်တွေရောက်နေပါပြီအဲ့လိုအချိန်တွေမရောက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်နဲ့သူတို့ရဲ့ဆက်ဆံရေးကပုံပြီးလေးနဲ့ဖို့လူပြီးလို့ထင်ပါတယ်ဒီကောင်လေးကကျွန်တော်ရှိလာပြီးပန်းသီလာစားပြနေရတယ်ကျွန်တော်လည်းရလို့ရငါပန်းသီကျွေးအောင်လားဆိုတဲ့တွေ့တယ်သူ့ကိုစကားတွေစပြောနေတယ် 19, you're very young, but you look like, very handsome. သူ့ကိုဖားနေရတော့တခုပြန်ကျွေးခံရမှုနေတာသူ့ကိုဖားလို့ဖားမှန်းသူမသိပါဘူး အဲ့တော့သူတို့ဒီမှာဒါအခုဒါ location खराब no customer here အကုန်လုံး enjoy လုပ်နေတဲ့အချိန်ပေါ့ကျွန်တော်ဆိုင်ထဲဝင်သွားဆိုတော့ပြန်ထွက်လို့မရတော့ဘူးဆိုတော့24နာရီကျွန်တော်ပြင်မချင်ဘူးဒီဆိုင်မှာကျွန်တော်ပြင်ရအောင်နော်ဒီဆိုင်ထဲမှာကျွန်တော်စိတ်ရနေရကျွန်တော်သွားလို့ရတယ်ဘယ်နေရာမှာဆိုကျွန်တော်နေလို့ရတယ်ပေါ့နော် This is massage. massage. Massage Nepal. You're using this one for massage? You could be done there. ခြေရတော့ရှိတယ်ခဏကဒီကုန်လို့ရှိရင်ဒီကနေခြေတောက်ပြရတယ်အဲ့တော့မရှိရပါလဲဆိုလို့ရှိရင်စားဖို့တော့မရှိဘူးအစားတော့ကျွန်တော်အခုစီစဉ်တော့ကျွန်တော်ရတယ်ဘိုက်ကစားနေတယ်အခုချိန်ကျွန်တော်တို့ဘာမှမပြောရသေးဘူး အချိန်တွေတဖြည်းဖြည်းကြော်လာတာနဲ့မြာကျွန်တော်ဘိုက်စာနဲ့တန်းကိုမကြော်နိုင်သေးလို့အဆင်ပြေမနေခဲ့ပါဘူးနောက်ထပ်အချိန်တွေကအများကြီးကျန်သေးရကြောင်းကျွန်တော်အားရုံနေမကုန်သွားအောင်စိတ်ကိုအာရုံပြောင်းပြီးကျွန်တော်စူးစမ်းပြီးနေခဲ့ပါတယ်အဲ့လိုနေပဲကျွန်တော်ရုပ်ရှင်လေးကြည့်လိုက်စာအုပ်လေးဖတ်လိုက်စာရေးလိုက်နေဖို့ကျွန်တော်ရဲ့စိတ်တွေကိုဘိုက်စာရဲ့စီမီအောင်ကျွန်တော်အာရုံပြောင်းပြီးနေခဲ့ပါတယ်အဲ့ဒါနဲ့ထပ်ပြီးကျွန်တော်လည်းပြင်းလာတော့ဘာဆက်လုပ်မှမသိရနဲ့ဒီကလူတွေတွားပြီးအုံတော့သွားစားပါတယ် What should I do? I'm dancing. You will be dancing. You are there. I'm dancing. Okay. You're dancing. You know Arijit Singh malum? Huh? Arijit Singh. Virat Kohli. Virat Kohli. Virat. သူပြောတယ် Virat Kohli ဆိုတာကအိန္ဒိယရဲ့နာမည်ကြီး cricket ကစားသမားတဦးပါအိန္ဒိယရဲ့အသေးချောကစားသမားတဦးဆိုလို့ရှိရင်လည်းမပါဘူးအဲ့ဒါနဲ့ပဲသူ့စီမှာအဲ့ကစားသမားရဲ့ signature ရှိရကိုပါကျွန်တော်ကိုထပ်ပေါင်းကြွားလိုက်ပါသေးတယ် This is Virat Kohli signature. Virat. You know, I've been there in last time cricket. I've been there Where? in Dubai Sports City Dubai Sports. with Indian and Bangladesh. India, Bangladesh. I watched there. Very ball. 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 Yeah, here ball भी देना पड़ेगी तुझे. ले. ကျွန်တော်ဘလို့ပဲအာယုန်ပြောင်းနေနေဒီဘိုက်ဆိုင်တဲ့ဘူရောပဲစိုက်တာကြောင့်နောက်ဆုံးတော့ကျွန်တော်ထုတ်ပြောဖို့ဆုံးဖြတ်လိုက်ပါပြီအဲ့ဒါနဲ့ပဲဒီ second chat ဆိုတဲ့ဘဲကိုကျွန်တော်ရေဆုံးချင်းကပ်ပါတော့တယ် You understand, right, English? Yeah, no English, but only Arabic, only Hindi. I will say one thing. I will be here until 12 o'clock. I'm hungry. Hungry. Angry? Hungry. You? So I have no food. Only drink, eh? Only I have drink. So you give me food, you can give me food Yeah. and lunch, dinner. It's possible? No possible. ကျွန်တော်သူနဲ့အချိန်တစ်ခုကြာအထိစကားပြောလို့ပြီးမှာတော့သူနဲ့အဆင်မပြေခဲ့ပါဘူးအဲ့ဒါနဲ့ပဲကျွန်တော်လည်း first in charge ဆိုရဲဒီဆိုင်ကအသက်ကြီးဆုံးဦးလေးကိုပြောရင်ရမယ်ဆိုတဲ့အတွေ့နဲ့တွားပြီးချင်းကပ်ပါတော့တယ် English no. Hindi malum kalam. Sura. သူကတော့ကျွန်တော်ကိုအင်္ဂလိပ်လိုနားမလည်ဘူးဆိုပြီးတခြားသူတယောက်ကိုတွားပြောခိုင်းမိမယ်ကျွန်တော်ကတော့မရပါဘူးအတင်းကိုလိုက်ဆွဲပြီးပြောချင်နေတာပါဘာလို့လဲဆိုတော့ဘိုက်ကစားနေပြီလေ Little. I'm Little listen. listen. Okay. I'm hungry. Huh. I'm hungry. So that can you provide me food? Because I will stay here until you close. Until close. Okay, Right? no problem. You give me food? Okay. You give me food? No problem. No, I cannot go. I will stay here because this အဲ့ဒါနဲ့အချိန်တွေကကျွန်တော်ထင်တာလို့ဖြစ်မလာခဲ့ပါဘူးကျွန်တော်ကိုတခုကျွေးဖို့တောင်းဆိုလိုက်တာကိုလက်ခံလိုက်ပြီးမယ်သူတို့ကကျွန်တော်ကိုအပြင်ကိုခေါ်သွားပြီးလိုက်ကျွေးနေတာပါဒါပေမဲ့ကျွန်တော်ဒီနေ့ challenge ကစီမင်းဆိုင်ကအပြင်ထွက်လိုက်လို့ရှိရင် mission fail တော့မှဖြစ်တာကြောင့်ပြဿနာကအခုမှစတာပါ manager ကတော့ကျွန်တော်ကိုအထင်မှာစားတော့ခွင့်လုံးဝမပေးပါဘူးအပြင်ကိုထွက်စားဖို့ပဲခဏခဏပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းအခုနေအပြင်ထွက်စားလိုက်လို့ရှိရင် mission fail တော့မှလည်းစိုး
တိုးတာရဲ့မန်နေဂျာရဲ့အခြေအနေကမူမန်တို့တာကိုမြင်ရပြီးကျွန်တော်မောင်းတို့ခံရတော့မှကြောက်တာကြောင့်အသာလေးကျွန်တော်ငြိမ်နေခဲ့လိုက်ရပါတယ် โอเคကျွန်တော်အခုဆိုရင်ဒါဒီ channel ကိုကြိုဖက်လာတာလေးတော့လောက်ရှိနေပြီဒီမှာလေးနေ3နိုင်လောက်ရှိနေပြီပေါ့နော်ဒါအခုကျွန်တော်ဒီမှာအခုချိန်ဒီဘာမှမစားရဘူးဘာမှ ကျွန်တော်ကတော့နောက်ဘန်တိုင်းထိအဆန်းခံပြီးဒီစပင်းစ်ဆိုင်မှာဆက်နေနိုင်မလဲဆိုတာတွေ့ရင်မှတ်ထားတဲ့လူတစ်ယောက်ရဲ့လူသားချင်းစာနာမှုကိုရလိုက်ပါတယ်အဲ့ဒါကတော့စတာကြည့်လိုက်ပါတော့ဗျာ You eat how much, no problem. It's fine I can eat here I can eat here I eat here. It's not problem oh ဒါ And after here. Okay okay စားတော့တဲ့စားတော့ဒါကျွန်တော် free ရောရပြီဒါကန်တစ်ခွက်ဒီနည်းနည်းချက်ရောကျွန်တော်ဒါ free ကြည့်ရအောင်နော်ဒါပေမဲ့ကျွန်တော် free မစားပါဘူးကျွန်တော်ပတ်စံပြန်ပြီးမှဒါပေမဲ့သူတို့ကကျွန်တော်ဘာမှပြောရဘူးပေါ့နော်ဒီလိုစားလိုက်ဆောက်ရကုန်ပြီဝါပြီနော်ဒီကတော့ကျွန်တော်ရှိနေပြီဆိုတော့စားလို့တောက်လည်းပြီးပြီဆိုတော့ကျွန်တော်ဒါစပင်းရက်လာဝင်ပါကျွန်တော်ရက်လို့ပြီးပါပြီဆိုတော့ကျွန်တော်ရဲ့ဒီ challenge ကိုဒီမှာပဲကျွန်တော်အဆုံးသတ်အောင် ကျွန်တော်ဒီ challenge ကနေရလိုက်တာတော့ဒဇိန်လူတွေဖြစ်ကနေကျွန်တော်ရဲ့ညီကိုလိုဖြစ်လာတယ်ပြောစရာကောင်းတဲ့ခိုက်တဲ့တစ်ခုကိုခံစားရလိုက်တယ်တယောက်ကြောင့်တယောက်ပြောရင်နားထောင်ရင် deep connection တစ်ခုကိုတိဆောက်ခဲ့တယ်ငမို့ဆာလောင်ရဲ့လူတစ်ယောက်ရဲ့ခံစားချက်ကိုခံစားတတ်တယ်ဒါချင်းစာနာမှုရှိတဲ့အတိုင်းဝမ်တစ်ခုရှိနေဆိုတာကိုသိလိုက်ရတယ်ပြောမယ်ဆိုရင်တော့ဒါကကျွန်တော် Twitch မင်းဆိုင်လို့မဟုတ်ပဲကျွန်တော်ရဲ့အိမ်ထိန်လိုခံစားရလိုက်တာပါပဲအဲ့ဒါဆိုဘာလို့ဒီဗီဒီယိုကိုဒီလောက်နဲ့ရက်လိုက်ရလဲလို့မေးမယ်ဆိုလို့ရှိရင်တော့မပြောပြနိုင်ဘူးဗျာသိနေဆိုလို့ရှိရင် comment မှန်သွားလို့ရပါတယ် Emotional damn it. 3နိုင်51ပေါ့နော်ဟုတ်ခုနကဖုလာပြီးရဲ့သူ့ရောကျွန်တော်ဦးစပင်းညက်ခါရောပြီးတော့ကျွန်တော်ဘယ်လိုမျိုးဒီမှာအကြာကြီးနေခွင့်ရတဲ့အတွက်ကိုကျွန်တော်ကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်ဘက်ကပြန်ပြီးတော့ဒါကျေးဇူးပြန်တုတ်ပြန်နေတယ်ပေါ့နော်ကျွန်တော်ကျေးဇူးတုတ်ပြန်နေတယ်ဒါ90ကျပ်ထမ်းကျွန်တော်ပေးခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ challenge အစအနေအဆုံးထိပါဝင်ကူညီပေးခဲ့တဲ့သူတွေအားလုံးကျွန်တော်ကျေးဇူးတင်နေတယ် no change Yeah. you can give it to 20 dirham the guys who give me the food Okay. and the less keep it and Okay. share all huh? because of, this is my pleasure to give you all အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ mission ကတော့နေတော့ပဲနေနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော် mission ဖေးသွားပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အဆုံးလေးလည်းကြည့်ပေးတဲ့သူတယောက်ချင်းစီကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် thank you so much okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဒီနေ့ဒီစပင်းညက်ဆိုင်မှာရခဲ့ experience ကဘာနဲ့မှလေးလို့မရဘူးပေါ့နော်လို့ရှိရင်အချိန်တူတူလေးအတွင်းမှာပဲအကြောင်းမျိုးကြောင့်ကျွန်တော် channel ကိုအဆုံးသတ်လိုက်ရတယ်ပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီ ဒီ ယို လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ challenge video မျိုးတွေနောက်ထပ်ကြည့်နေဆိုလို့ရှိရင်တော့ subscribe လုပ်သွားပေးပါ subscribe မလုပ်တဲ့သူတွေဆိုလို့ရှိရင်တော့